အော်မေလို့တကြမ်းမှုဝင်သွားတာကနေရ cosmetic တွေကိုတာဝန်မြို့နယ်စူပါဝိုင်းတစ်ဆန်မှာဝယ်လို့ရပြီဆိုတာသိပြီးပြီလားသိပြီးရောမသိသေးရောလာလိုက်ခဲ့ပြမယ်ဒီစိလေးရင်ပြခင်မှာတော့ပြောစရာတခုရှိပါသေးရဲ့အဲ့ဟာရောကနေရ product တွေကို2019ခုနှစ်တွေကစတင်တည်ထောင်ခဲ့ပြီးထိုင်းနိုင်ငံမှာတဝါထုတ်ကုန်တွေကိုအသုံးပြုထားပြီးရေသွေးပြည့်မိရဲ့စက်ကရိယာတွေနဲ့စက်ုံကြီးတွေမှာထုတ်လုပ်တာဖြစ်တော့ကြောင့်ရေသွေးပိုင်းကိုပြောစရာမျိုးတော့စိတ်ချရပါတယ်နော်ဒါအပြင်မြန်မာနိုင်ငံသားမကထိုင်းနိုင်ငံမလေးရှားနိုင်ငံကနေဒါနိုင်ငံတို့မှာတင်းတင်းရောက်ချနေတဲ့ product တစ်ခုဖြစ်တာမလို့သုံးဆွဲတစ်ခုတူတိုင်းစနေတကြရဲ့ brand တစ်ခုဆိုလဲမမာဘူးเนาะဒါကြောင့်ကနေရ cosmetic ကိုဝယ်ယူသုံးပြုနေဆိုရင်เนาะစိုက်ကဆန်စူပါဝန်18ပြီနဲ့နော်ဝယ်တဲ့အိတ်ဆက်စသည့်နေရာများတွင်ကနေရ cosmetic များကိုဝယ်လိုက်ပါတော့เนาะသုံးဆွဲသူတိုင်းကိုလူပြိုလာပါစေခြင်းသာကနေရ cosmetic ရဲ့ချစ်ချင်းမြတ်တာပါလှပခြင်းရဲ့တင်กีတာကနေရလှပခြင်းရဲ့တင်กีတာကနေရ